ငယ်ကလေးကပကြီးဆွဲတာလေဝါသနာပါသေး မေမေသမီးကြီးလာရင်ကန်းချင်တာအိမ်လေးတစ်လုံးမှာနေချင်တယ် ငါသမီးလေးကငယ်ကလေးကငါစကားကိုရမ်းနာထောင်တာလိမ့်လဲလိမ့်မာရီအဲ့တော့သူ့လူချင်တာကိုလေငါပြန်ဖြည့်ဆည်းပေးရမယ် surprise မေဒါဘယ်နေရလဲ ငါသမီးလေးကလေငယ်လေးကလေးကမမေရဲ့စကားကိုရမ်းနာထောင်ပြီးလိမ့်မာခဲ့တာဒါကြောင့်မို့လို့မမေကလေငါသမီးလေးဖြစ်ချင်တာအမြဲတမ်းဖြည့်ဆည်းပေးချင်တာဒီအိမ်လေးကမမေရဲ့သမီးလေးအတွက်လက်ဆောင် တကယ် oh my god ဟိုမှာကြည့်ပါဦးအိမ်ကနေပြီးတော့လေမြစ်ပင်ကျဲယူလှမ်းမြင်နေရတယ်ပြီးတော့ကန်းကျင်နာမှာနေတယ်ဆိုတော့ feeling လေးလည်းရတယ်သမီးငယ်လေးတုန်းကလေဒီလိုအိမ်မျိုးလေးနဲ့နေချင်လိုက်တာလို့မမေကိုသမီးပြောဘူးတယ်လေ ah မေကလေသမီးတို့ဆိုအမြဲတမ်းစဉ်းစားပေးတာအဲ့တော့အရင်ရှင်းနေရ love you နေရောဒီရလှနေရရှိသေးတယ်မမေလိုက်ပြမယ်လား ဒီမှာနေလို့ရှိရင်ဒီလိုရုပ်အမြဲတမ်းနေရမှာလား ဒါဘောသမီးရဲ့မမေကသမီးလေးကိုအကောင်းဆုံးနေမဲ့ပေးချင်တာဒါကြောင့်မို့လို့ဟောဒီအမရဘေးကွန်ဒိုရေးချလိုက်တာဒီမှာနေလို့ရှိရင်မြေချိုးချပိုင်ဆိုင်ခွင့်လည်းရမယ်ပြီးတော့ပိုင်ဆိုင်မှုကလည်းခိုင်မာပြီးတာ BCC ကလည်းကြပြီးတာလုံခြုံမှုကလည်း security အပြည့်ရှိတယ်ဆိုတော့လေအရန်စိတ်ချရတယ်သမီးလေးလိုချင်နေတဲ့နေရာမျိုးလည်းဖြစ်လို့မမေကဒီနေရာလေးကိုချက်လိုက်တာလी မေကသမီးတော့ကအကောင်းဆုံးမဟုတ်လားပြီးတော့လေမစ်စကားလို့အရင်တပူပြီးနားထောင်မယ်ပြီးပို့ပြီးတော့လိမ်ပါပြီးမယ်နော်ပြီးတော့မေခုပဲပြီးထားအိမ်တော့သမီးကအရန်တမိုးထားမှာလုံးဝတမိုးဖြတ်မှာမဟုတ်ဘူး Okay love you thank you so much What you do ဒီလားဆက်ကြည့်အောင်လား